ကဘာပေါ်မှာ follower အများဆုံး TikTok ဆယ်လီတွေနဲ့သူတို့ရဲ့ငွေကြေးပိုင်ဆိုင်မှုပရိသတ်ကြီးတို့ရဲ့ကဘာမှာ follower အများဆုံးရရှိထားတဲ့ TikTok ဆယ်လီတွေဟာသူတို့ရဲ့ဖန်တီးနိုင်စွမ်းနဲ့ဇွဲလုံးဝတွေကြောင့်နေချင်းညချင်းဘီလီယံနဲ့ချီတဲ့ပိုင်ဆိုင်မှုတွေပိုင်ဆိုင်လာကြပါတယ်။လက်ရှိ TikTok မှာ follower အများဆုံးရရှိထားတဲ့သူတွေနဲ့သူတို့ရဲ့ခံမှန်းစုစုပေါင်းပိုင်ဆိုင်မှုတွေကိုအောက်ပါအတိုင်းတင်ပြလိုက်ပါတယ်ရှင်။ခါဘီလိန်မှာ TikTok follower 161.1 သန်းရှိပြီးတော့သူဟာ silent comedy live hack တွေကိုပုံမှန်ပြုလုပ်နေကြတဲ့ထက်သူများနဲ့မတူအောင်ပြုလုပ်ခြင်းစတာတွေနဲ့နာမည်ကြီးလာပဲဖြစ်ပါတယ်။သူရဲ့လက်ရှိပိုင်ဆိုင်မှုဟာအမေရိကန်ဒေါ်လာသန်း20ခန့်ရှိတယ်လို့လည်းနောက်ဆုံးသတင်းတွေအရသိရှိရပါတယ်။သူဟာအလုံးလက်မဲ့ဖြစ်နေချိန်မှာ TikTok ကိုစတင်ခဲ့တာပါ။သူရဲ့အောင်မြင်မှုဟာစကားတစ်ခုမှမပြောဘဲအတိတ်ကမရှိတဲ့ live hack တွေကိုရဲစရာကောင်းအောင်လက်ဟန်ခြေဟန်နဲ့တုတ်ပြန်တဲ့ရိုးရှင်းတဲ့ဟာတာပုံစံကြောင့်သူဟာတဟုန်ထိုးနာမည်ကြီးလာတာပဲဖြစ်ပါတယ်။ကဘေးဟာလက်ရှိမှာ TikTok ဗီဒီယိုတစ်ခုတည်းကနေဒေါ်လာ2,59,000 ကျော်အထိရယူနိုင်ပြီးတော့ Hugo Boss နဲ့ State Farm လိုနိုင်ငံတကာအမှတ်တံဆိပ်ကြီးတွေနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်ရှင်။နံပါတ်1အနေနဲ့ကတော့ Charli D'Amelio မှာ TikTok မှာ follower စုစုပေါင်း156.3 သန်းရှိပြီးတော့သူမကအကဗီဒီယိုလေးတွေ lifestyle vlog လေးတွေတင်ရကနေနာမည်ကြီးလာတာပဲဖြစ်ပါတယ်။သူရဲ့လက်ရှိပိုင်ဆိုင်မှုတန်ဖိုးမှာအမေရိကန်ဒေါ်လာသန်း30ခန့်ရှိတယ်လို့နောက်ဆုံးသတင်းတွေအရသိရှိရပါတယ်။အသက်ငယ်ငယ်လေးနဲ့ကောက်ွက်ဗီဒီယိုတွေကနေလူကြည့်အများဆုံးဖြစ်လာသူပါ။သူရဲ့ရိုးသားပြီးချစ်စရာကောင်းတဲ့ပုံစံလေးတွေကြောင့်ဆယ်ကျော်သက်ပရိသတ်ကြီးကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ချာလီဟာ Dragon Doll နဲ့ Prada အပါအဝင်တခြားမတ်တစိတ်များစွာနဲ့ပူးပေါင်းခဲ့ပါသေးတယ်။သူမနဲ့သူမရဲ့မိသားစုဟာကိုပိုင်စားသုံးသူထုတ်ကုန်ကုမ္ပဏီ D'Amelio Brand ကိုပါတည်ထောင်ခဲ့ပြီးတော့ TikTok ရဲ့ပတ်စံအရှာနိုင်ဆုံးပုဂ္ဂိုလ်များတွေကတဦးလည်းပဲဖြစ်ပါတယ်ရှင်။နံပါတ်3အနေနဲ့ကတော့ Mr. Beast မှာ TikTok follower 122.3 သန်းရှိပြီးတော့ stunt တွေ challenge တွေ pride လုပ်ငန်းတွေနဲ့အောင်မြင်ကြွကြားလာတဲ့သူလည်းပဲဖြစ်ပါတယ်။သူရဲ့လက်ရှိပိုင်ဆိုင်မှုတန်ဖိုးမှာအမေရိကန်ဒေါ်လာ85သန်းခန့်ရှိတယ်လို့နောက်ဆုံးသတင်းတွေအရသိရှိရပါတယ်။သူဟာမူလက YouTuber တစ်ယောက်ဖြစ်ပြီးတော့ TikTok ကိုနောက်ပိုင်းမှာဝင်ရောက်လာတဲ့သူပါ။သူရဲ့ဗီဒီယိုတွေဟာငွေကြေးအမြောက်အများအကုန်ကျခံပြီးရိုက်ကူးထားတဲ့ stunt တွေအပေးကမ်းကြီးရဲ့စိန်ခေါ်မှုတွေနဲ့ pride လုပ်ငန်းတွေအကြောင်းကဘာကျော်ပါတယ်။သူရဲ့ပိုင်ဆိုင်မှုက TikTok ကနေရတာထက် YouTube နဲ့အခြားစီးပွားရေးလုပ်ငန်းတွေဥပမာ Mr. Beast Burger Festival ကနေအဓိကရတာဖြစ်ပြီးတော့ TikTok ကိုသူ့ရဲ့ဗီဒီယိုတွေကိုပုံမပြန့်ပွားအောင်လို့အသုံးပြုခြင်းတသက်ပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးတစ်ယောက်အနေနဲ့ကတော့ Bella Posh မှာ TikTok follower 93.1 သန်းကျော်ရှိပြီးတော့သူမရဲ့ face expressionတချင်းဆိုတာတွေဂိမ်းကစားတာစတာတွေနဲ့နာမည်ကြီးလာတာပဲဖြစ်ပါတယ်။သူမရဲ့လက်ရှိပိုင်ဆိုင်မှုတန်ဖိုးမှာအမေရိကန်ဒေါ်လာ16သန်းခန့်ရှိတယ်လို့နောက်ဆုံးသတင်းတွေအရသိရှိရပါတယ်။သူမဟာရိုးရိုးရှင်းရှင်း listen ဗီဒီယိုတွေနဲ့စတင်ခဲ့ပေမဲ့သူမရဲ့ထူးခြားတဲ့ face expression တွေနဲ့ဆက်ဆောင်မှုရှိတဲ့ကကွက်တွေအကြောင်းနာမည်ကြီးလာခဲ့ပါတယ်။ဒီလိုနဲ့ဘယ်လာဟာဂီတလောကရဲ့ကိုဝင်ရောက်ခဲ့ပြီးတော့အဆိုတော်အဖြစ်ရပ်တည်ခဲ့သလို e-sport အဖွဲ့ကြီးတွေနဲ့လည်းပူးပေါင်းပြီးကြော်ညာ contract တွေကနေဝင်ငွေကောက်ရရှိနေပါတယ်။ကဲပရိသတ်ကြီးတို့ရဲ့ဒီ TikTok ဆယ်လီရဲ့ဘဝစကြောင်းတွေဟာလူမှုကွန်ရက်ခေတ်မှာဝါသနာတစ်ခုတည်းကိုအခြေခံပြီးတော့ဘဝကိုအကြီးအကျယ်ပြောင်းလဲပြစ်နိုင်တယ်ဆိုတာကိုပြသနေရပဲဖြစ်ပါတယ်။နောက်ထပ်ဘယ်လိုအကြောင်းအရာတွေကိုထပ်ပြီးတင်ဆက်ပေးရမလဲဆိုတာကို comment မှာမှန်ခဲ့ပေးကြပါဦးနော်။အဆုံးထိကြည့်ရှုကြပြီးတော့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။ The beat, to the beat, and to the beat, and to the beat.